တခုပြောပြမယ်လိုက်ရွေးချယ်1 2 1 2 1 2 3 4 1 1 2 1 2 1 2 3 4 1ကျွန်တော်တို့နောက်တစ်ခေါက်လိုက်ရွေးချယ်အောင်1 2 1 2 1 2 3 4 1 1 2 1 2 1 2 3 4 1အတီးလုံးမှာပါလိုက်မယ်တီးလုံးတန်းတန်းတူတူလိုက်ရောမယ်1 2 1 2 1 2 3 4 1 1 2 1 2 1 2 3 4 1လောကကြီးရဲ့တဲ့ကွတွေကပြင်းဒီလောင်ရကိုတွေကပြင်း ပထမကျွန်တော်တို့ရွတ်ခဲ့တဲ့1 2 1 2 1 2 3 4 1က acid တချင်းရဲ့ rhythm ပဲ first beat မှာsyllable နှလုံး second beat မှာလည်းစကားလုံးနှလုံး third beat မှာစကားလုံး၄လုံးနဲ့ fourth beat မှာစကားလုံးတစ်လုံးပေါ့အဲ့တော့1 2 1 2 1 2 3 4 1ဒီ rhythm တိုင်းပဲ first ပထမဘာရော second ဘာနှစ်ဘာလုံးရောဒီ rhythm တိုင်းပဲဆိုတော့တာတွေ့ရမှာပါသူဆိုရဲ rhythm တိုင်းပဲအဲ့လို beat အမြန်နဲ့မဟုတ်ဘဲနဲ့အနည်းဆိုရင်1 2 1 2 1 2 3 4 1 1 2 1 2 1 2 3 4 1စကားလုံးကြီးကိုလုံးပထမဘာမှကိုလုံးဒုတိယဘာမှကိုလုံးအဲ့လိုပဲပြောင်းပြီးတော့ဆိုလို့ရတယ်ဒါပေမဲ့ rhythm ကတော့1 2 1 2 1 2 3 4 1ဒီ rhythm ပေါ်မှာပဲမူတည်ပြီးတော့ပို့ပြီးတော့နှီးတဲ့ beat ပေါ်မှာဆိုလို့ရတယ်